ဝကိုဖြတ်သန်းတဲ့အချိန်မှာနေ့တိုင်းမှာ fulfill ဖြစ်နေနေနိုင်ဖို့ inner peace နဲ့ဘာကိုပဲလာကိုယ့်အတွင်းထဲကစိတ်ငြိမ်းချမ်းမှုနဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ပို့ပြီးတော့အေးတယ်အေးချမ်းတယ်တည်ငြိမ်တယ်ဆိုတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ပို့ပြီးတော့ align ဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးနေ့တိုင်းမှာဖန်တီးနိုင်ဖို့ဆိုရင်အဲ့ဒီအရာတွေကိုမဖြစ်စေတဲ့ကျမတို့ကိုယ်တိုင်ကကိုယ့်ကိုယ်ကိုပြန်ပြီးဆွဲချနေတဲ့အရာတွေကိုသိဖို့လဲလိုတယ်ကြော်လွှားဖို့လဲလိုပါတယ်ကျမရဲ့ဒီ not ဆိုတဲ့ model ပေါ့ချီနှောင်ထားသောစက်ထုံးများဆိုတဲ့ model လေးမှာဆိုရင် K က knowing yourself ကိုယ့်ကိုယ်ကိုသိရမယ်လူတွေဒီဒါကျမရဲ့အမြင်ပေါ့ကိုယ့်ကိုယ်ကိုရှာဖွေနေတဲ့အလုပ်ကိုအမြဲတမ်းလုပ်နေရမယ်ငါဘာဖြစ်ချင်တာလဲငါဘာလိုချင်တာလဲငါ့ကိုဘယ်အရာတွေကတားဆီးထားတာလဲငါ့ကို block လုပ်နေတဲ့အရာတွေကဘာတွေလဲငါ့ကိုရှေ့ကိုတိုးသွားအောင် supporting လုပ်ပေးမယ့်အရာတွေကဘာတွေလဲငါ့ကိုစိတ်ချမ်းသာစေမယ့်အရာတွေကဘာတွေလဲဆိုတဲ့အရာတွေကိုသိရမယ်ငါရဲ့ pattern တွေကဘာတွေလဲငါ့ကိုအမြဲတမ်းအောင်မြင်ခံနေရင်ဆွဲချနေတဲ့အရာတွေလူတွေအတွေးတွေအကျင့်တွေဒါတွေကဘာတွေလဲပေါ့ဒါတွေကိုသိအောင်လုပ်ချင်းဒီပထမအဆင့် knowing yourself ဆိုတာကိုနည်းနည်းလေးပဲသိရုံမို့အတွင်းနဲ့ထဲမှာတကယ်သိရမယ်ဆိုတဲ့အခြေအနေတစ်ခုကိုအရင်ဆုံးဖန်တီးရမယ်ပေါ့ကိုသိသွားပြီဆိုလို့ရှိရင်နံပါတ်2က navigating လုပ်ရမယ်ဘယ်ကိုဆက်သွားမှာလဲဘဝတိုလေးပါအချိန်ကလည်းအများကြီးမရှိဘူးအချိန်ကုန်တာအရင်မြန်တယ်အဲ့တော့အရေးမပါတဲ့ action တွေကိုနေ့တိုင်းမှာအများကြီးလုပ်နေမှာလားဒါမှမဟုတ်ရင်ကိုတကယ်သွားချင်တဲ့လမ်းကြောင်းလေးကိုပဲပန်းတိုင်လေးကိုပဲဖြောင်ဖြောင်တန်ထားပြီးတော့ဒါကိုပဲတလှမ်းချင်းတစ်နေ့နည်းနည်းသွားနေမှာလားဆိုတဲ့ဟာဒီအရင်ရေးကြီးပါတယ်အဲ့တော့အခုလက်ရှိကိုရောက်နေတဲ့နေရာကိုသေချာသိမယ်ကိုသွားချင်တဲ့နောက်တစ်ဆင့်အတွက်ပန်းတိုင်ကိုသေချာသိမယ်ဆိုရင် navigate လုပ်လို့ရပြီအဲ့လို navigate လုပ်ဖို့အတွက် model တွေဒါ not out ထဲမှာအများကြီးပေးထားတယ်อืมကိုရှင်းရှင်းလင်းမှန်ကန်တကယ်သိတဲ့လူကသူများပြောတာကိုနားထောင်နေကြမလို့တော့ဘူးသူများရဲ့အကြံဉာဏ်တွေအကူအညီတွေကိုလိုတဲ့အချိန်မှာယူမယ်ဒါပေမဲ့ကိုကအရေးကြီးဆုံးဖြစ်သွားပြီကိုဘယ်သွားချင်လဲငါသိကြတယ်ဒါငါရောက်ချင်တဲ့နေရာငါရောက်ဖို့လည်းဖြစ်နိုင်တယ်မဖြစ်နိုင်သေးဘူးငါဘာတွေလိုမလဲဆိုရင်လိုအပ်တဲ့အရာတွေကိုကိုယူမယ်စသဖြင့်ပေါ့နော်အကူအညီတွေယူမယ်သင်ယူစရာရှိတာတွေသင်ယူမယ်လုပ်စရာရှိတာတွေကိုလုပ်မယ်ငါလုပ်ရမယ့် action တွေကဒါတွေပဲလို့ clear ဖြစ်သိသွားတဲ့ state တစ်ခုတည်းအရန်ကိုမိုက်တယ်ပေါ့အရန်ကောင်းတယ်လို့ကျွန်မမြင်တယ်ဘာလို့လဲဆိုတော့များသောအားဖြင့်ကျတော့တွေးဝေပြီးတော့လဲထွက်နေကြအများတယ်အဲ့တော့ရှင်းရှင်းလင်းလင်းသိသွားတဲ့အခြေအနေတစ်ခုလမ်းကြောင်းတစ်ခုကို navigate လုပ်မယ် O က opening your heart များသောအားဖြင့်ကိုပိတ်ထားကြတာများတယ်ကိုပျော်ရွှင်မှုနဲ့ထိုက်တန်တယ်လို့သေးချာငါကဒီပျော်ရွှင်မှုအောင်မြင်မှုစိတ်ချမ်းသာမှုဘာဖြစ်ငွေကြေးပဲထားပါတော့ငွေကြေးမှာ financial freedom ကိုပဲကိုကလိုချင်တာပဲဖြစ်စေဒါမှမဟုတ်ရင် emotional freedom ကိုလိုချင်တာဘာပဲဖြစ်ပေါ့နော်ငါဒီအရာနဲ့ထိုက်တန်တယ်လို့ကိုယ်နှလုံးသားတကယ်လက်ခံဖို့လိုတယ်ဒီဟာတွေနဲ့ထိုက်တန်တယ်လို့ကိုယ်နှလုံးသားလက်မခံသေးတဲ့၍အဲ့နေရာကိုရောက်မှာမဟုတ်ဘူးနည်းနည်းလေးရှေ့သွားလိုက်ရှေ့တလန်းတိုးလိုက်နှစ်လန်းပြန်ဆုပ်လိုက်နေပဲအချိန်တွေအများကြီးကုန်ခဲ့ပြီအဲ့တော့ opening your heart ဆိုသလိုကိုယ်နှလုံးသားကိုတကယ်နားလည်ပြီးတော့တကယ်ဖွင့်နိုင်ရမယ်ပေါ့နော်အဲ့လိုပဲကိုယ်နှလုံးသားကိုလာပိတ်နေတာဘာတွေလဲပိတ်ဆို့နေတဲ့အတားအဆီးတွေကဘာတွေလဲဘယ်သူတွေကအဲကိုယ်နှလုံးသားကိုလမ်းကြောင်းဖွင့်ပေးနိုင်တာလဲဒါမှမဟုတ်ရင်လည်းပြန်ပိတ်ထားစေမဲ့လူတွေကဘယ်သူတွေလဲပေါ့နော်ဒါတွေကိုသိရမယ်နောက်ဆုံးတစ်ခုတော့ transcending boundaries ကိုငါဒီလောက်လေးပဲလို့ထင်လို့မရဘူးပေါ့နော်တကယ်တော့ကျမတို့လူသားတွေဆိုတာဒီအများကြီးလုံနိုင်စွမ်းနေရှိသေးတယ်အောင်မြင်နိုင်စွမ်းနေရှိသေးတယ်ပျော်ရွှင်နိုင်စွမ်းနေရှိသေးတယ်ဒါပေမဲ့ကိုပိတ်ထားတဲ့ဘောင်တွေကနေကြော်ဖို့အတွက်မှာ practice တွေလိုအပ်တယ်ကျမတို့ supporting ပေးမဲ့ practice တွေလိုတယ် physical practice တွေ mental practice တွေ emotional practice တွေ spiritual practice တွေလိုအပ်တယ်ကိုယ့်ရဲ့ inner self နဲ့ကိုယ်နဲ့ကြားမှာတကယ်နားလည်မှုရပြီးတော့ငါတို့တွေဒီပိတ်ထားတဲ့ဘောင်တွေကိုဖောက်ထွက်မယ်ဆိုတဲ့စကားကိုကျွန်မမပြောချင်ဘူးဘာလို့လဲဆိုတော့နည်းနည်းခက်တယ်ပေါ့တဖြည်းဖြည်းချင်းချဲ့သွားမယ်
ဒီဘောင်တွေကိုတဖြည်းဖြည်းချင်းချဲ့သွားရင်းနဲ့ငါရဲ့ receiving capacity တွေကိုချဲ့မယ်ငါရဲ့ fulfillment ဖြစ်နိုင်တဲ့ capacity တွေကိုချဲ့မယ်ငါရဲ့ happiness ဖြစ်နိုင်တဲ့ပျော်ရွှင်နိုင်တဲ့ capacity တွေကိုချဲ့မယ်လို့တကယ်ကိုရည်ရွယ်ချက်ထားပြီးတော့တဖြည်းဖြည်းချင်းလှုပ်သွားတဲ့လူတစ်ယောက်ဒီအဲ့ဒီနေရာကိုရောက်တယ်ဒါကျမရဲ့ experience အရာပေါ့နော်အဲ့တော့အကုန်လုံးကိုပြန်ပြီးစဉ်းစားစေချင်တယ်ငါ့ကိုမပျော်ရွှင်အောင်တားဆီးနေတဲ့အရာတွေကဘာတွေလဲတော်တော်များများတော့အခုနောက်ပိုင်းမှာ self awareness practice တွေကိုလုပ်လာကြပြီဖြစ်တဲ့အတွက်ကြောင့်သိနေပြီဒါပေမဲ့အဲ့ဒီသိနေတာကိုသွားပြီးတော့ tackle လုပ်မဲ့နေရာမှာသိနေတဲ့အရာတွေကနေပြန်ပြီးတော့ကိုယ့်ကိုချီနှောင်ထားတဲ့အရာတွေကိုပြန်ပြီးတော့ဖြီမယ်စတင်ပြီးဖြီမယ်ဆိုတဲ့နေရာမှာလိုအပ်ချက်တွေအများကြီးရှိပါတယ် commitment လိုတယ်ကိုယ့်ကို supporting ပေးမဲ့ habits တွေလိုတယ်အဲ့ဒီထဲမှာအရေးကြီးဆုံးကတော့ community ပဲကိုယ့်ကိုဆွဲချနေတဲ့မသိစိတ်ကနေပေါ့နော်တမင်သက်လောက်တာတော့မဟုတ်ဘူးမသိစိတ်ကနေပြီးတော့ကိုယ့်ကိုဆွဲချနေမဲ့ community ထဲမှာကိုနေမိတာလားကိုယ့်ကိုမအောင်မြင်စေတဲ့ကိုအောင်မြင်မှာမကြိုက်တဲ့ကိုပျော်ရွှင်လို့ရှိရင်မနာလိုဖြစ်မဲ့ community ထဲမှာကိုရောက်နေတာလားဒါလေးပြန်စဉ်းစားကြည့်စေချင်တယ်ဒါကြောင့်ကျမရဲ့ဒီ not နဲ့ပတ်သက်တဲ့အာ commitment ပေါ့နော် commitment မှာဆိုရင်ကျမကကောင်းမွန်တဲ့တယောက်ကိုတယောက် supporting ပေးတဲ့တယောက်နဲ့တယောက် judge မလုပ်တဲ့မနာလိုတာတွေတိုက်ခိုက်တာတွေเนาะဒီအဲ့လိုအရေးမပါတဲ့ဟာတွေအဲ့လို community မျိုးမလို့ချင်ဘူးတယောက်နဲ့တယောက် supporting ပေးတဲ့တကယ်ကိုစိတ်ရင်းကနေပြီးတော့နင်လည်းအောင်မြင်နိုင်တယ်ငါလည်းအောင်မြင်နိုင်တယ်နင်လည်းပျော်ရွှင်နိုင်တယ်ငါလည်းပျော်ရွှင်နိုင်တယ်ဆိုတဲ့ community မျိုးကိုချဲ့ထွင်ဖို့ကိုဒါကျမအနေနဲ့committed လည်းဖြစ်တယ်ဒါတွေကိုလည်းတောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီ not စာအုပ်ကိုဖတ်ပြီးသားဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်ဆိုတော့ကိုယ့်ကို try ကြည့်ကြည့်ပါကိုယ့်ကိုတကယ်သိပြီလားမေးကြည့်ပါဘယ်လောက် percentage သိပြီလဲတစ်ကနေ30အတွင်းရေးကြည့်ရင်ကိုယ့်ကိုဘယ်လောက်သိနေပြီလဲကိုယ့်ရဲ့ pattern တွေကိုသိပြီလားကိုယ့်ရဲ့ထက်ခါကိုရင်ဘယ်နေရာမှာနေအဲ့ဒီနေရာမှာနေလဲထွက်နေတဲ့နေရာတွေလူတိုင်းစီမှာတနေရာတွေမှာရှိတယ်အနည်းနဲ့အများပေါ့အဲ့တော့အဲ့ဒီဟာကိုသိပြီလားသိပြီဆိုရင်ကိုထွက်ဖောက်နိုင်ပြီလားဖောက်ထွက်နိုင်ပြီလားအဲ့ဒီဟာကိုဘယ်လိုမျိုးချဲ့ထွင်နိုင်ပြီလားကိုယ့်ရဲ့ဖောင်တွေကိုဒါလေးတဖြည်းဖြည်းစဉ်းစားပြီးတော့လမ်းကြောင်းပြန်ရှာစေချင်တယ်အာကိုနဲ့အတူတူခုနလို passion တူတဲ့ vision တူတဲ့လူတွေနဲ့သွားစေချင်တယ်ကိုအခွင့်အရေးပေးစေချင်တယ်ကိုယ့်ရဲ့နှလုံးသားကိုဖွင့်ဖို့အခွင့်အရေးပေးစေချင်တယ်ပြီးလို့ရှိရင်ကို balance ဖြစ်တဲ့ life မျိုးကိုတကယ်ကို committed ဖြစ်နဲ့ငါကဒီຢာတွေနဲ့ထိုက်တန်တယ်ဆိုတော့စိတ်မျိုးကိုမွေးပြီးတော့တဖြည်းဖြည်းချင်းတိဆောက်သွားစေချင်ပါတယ်အားလုံးပဲစစရရအဆင်ပြေပြီးတော့ပျော်ရွှင်ပြီးတော့ဘလို့အခြေအနေမျိုးပဲလာငါကinner peace နဲ့ဖြတ်သန်းနိုင်တယ်ငါက fulfillment ရှိနေတယ်ငါကဘဝမှာနေရတာအဆင်ပြေတယ်ထိုက်တန်တယ်ဆိုတော့ဘဝမျိုးအကုန်လုံးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်